content creator တယောက်အနေနဲ့ညီမအနေနဲ့ပေါ့နော်ဒါကိုယ့်ရဲ့ content တွေကို create လုပ်တဲ့ခါကျရင်ကိုယ့်ရဲ့ style နဲ့ကိုယ့် content လေးတွေကို create လုပ်ဖြစ်တယ်ပေါ့အများစုလည်းအဲ့လိုပဲကိုယ့် style လေးနဲ့ကို create လုပ်ကြရဆိုတော့ညီမအနေနဲ့ရောဒီ content တွေကို create လုပ်တဲ့အခါဘယ်လို idea မျိုးလေးတွေစဉ်းစားပြီးလုပ်ဖြစ်လဲဟုတ်ဟိုဟန်နီကလေဒီမီဒီယာတွေမှာအလုပ်လုပ်ခဲ့တာဆိုတော့ idea တိုင်းကိုအလုပ်ဖြစ်အောင်ကိုဟို food blog တွေရော tag တွေရောအများကြီးလုပ်ပြီးတော့ခါကြလေကိုပိုင် style တစ်ခုရှာဖွေတဲ့အခါမှာအရန်ခက်ခဲတယ်ဟန်နီ B ဆိုတာဘာလဲပေါ့အရှိမလဲဟန်နီတို့က flexible ဖြစ်ရတယ်လေဗီဒီယိုရိုက်ပြီဆိုလို့ရှိရင်လည်းဘယ် brand အတွက်ဘယ် platform မှာတင်ရမယ်ဆိုတော့သူတို့တွေကိုဟိုလိုက်အောင်လို့ guide လိုက်တိုင်းလိုက်အောင်လို့ဗီဒီယိုတွေလုပ်ခဲ့တာဆိုတော့ကိုပိုင်လုပ်တဲ့အခါမှာဆိုလို့ရှိရင်ဟန်နီအနေနဲ့ကိုယ့်ရဲ့ voice ပေါ့ကိုယ့်ရဲ့ style တစ်ခုကိုရှာဖွေဖို့ဆိုတာခက်ခဲတယ်။ဘာလို့ဆိုဟန်နီတို့ကမီဒီယာပိုင်းမှာဆိုကို client အကြိုက်တည်ရမလား audience တွေအကြိုက်အဲ့လိုမျိုးတွေလုပ်ခဲ့ရဆိုတော့အဲ့တော့ Honey Bee အနေနဲ့ကိုပိုင် style တစ်ခုဖြစ်အောင်ငါဘယ်လိုလုပ်မလဲဆိုပြီးတော့စဉ်းစားတဲ့အခါမှာ okay စကားလုံးသုံးရင်တော့ဒီလိုစကားလုံးတွေသုံးမယ် idea ရှိပြီဆိုဒီ idea တွေပြန်ပြောတဲ့အခါမှာခုနအရှိမပြောတဲ့ Honey Bee ဒီတက်ကြွတယ်ပြီးရင်ဗီဒီယိုတွေပြောတဲ့အခါမှာဆိုလို့ရှိရင်ဒါ lifestyle နဲ့ tag နဲ့တည်ရမလားအဲ့လိုမျိုးလေးနားလည်အောင်ပြောဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ကို style လေးကိုဖြစ်အောင်လို့Honey Bee ရဲ့ဗီဒီယိုတွေကြည့်လိုက်ပြီးဆိုတာနဲ့ဒါ Honey Bee ပဲသူ့ရဲ့ color သူ့ရဲ့ theme သူပြောနေတဲ့ပုံစံတိုင်းလေးဒီပုံစံလေးဖြစ်အောင်လို့ signature move လေးတွေ signature ပြောတဲ့စကားလေးအဲ့ဒါလေးတွေကိုတော့signature အနေနဲ့ထည့်ဖြစ်တဲ့ elements လေးတွေရှိရပေါ့နော်အဲ့လိုမှညီမအနေနဲ့ဒီလို idea တွေထုံရင်းနဲ့ကိုယ့်ရဲ့ style နဲ့ idea တွေထပ်လာလို့ကြာရင်ရောတခါတလေထပ်လာတာထက်ကိုက idea တွေထုတ်နေပေမဲ့လည်းခေါင်းထဲကထွက်မလာတာမျိုးတွေရှိတယ်ဟုတ်အဲ့လိုအချိန်မျိုးတွေကြာရင်ညီမအနေနဲ့ဟိုပြောင်းလဲပြီးတော့လုပ်ဖြစ်တယ်ဟုတ် idea တွေပေါ့နော်ဥမာ phone review တွေကို approach တစ်ခုအနေနဲ့သွားတဲ့အခါမျိုးမှာဟန်နီက video တစ်ခုနဲ့တစ်ခုပေါ့နော် idea မတူအောင် approach တွေမတူအောင်အများကြီးစဉ်းစားတော့ခါကြတော့ idea တွေကတော့ထွက်တယ်ဒါပေမဲ့အဲ့လိုစဉ်းစားတဲ့အခါမှာ idea တွေက50ခုရှိရဲဒါပေမဲ့တကယ်ရောအလုပ်ဖြစ်ပါမလားဆိုအောင်နောက်ပိုင်းမှာ anxiety ရလာတယ်။ဘာဖြစ်လို့လဲဆိုတော့ trend တွေအရင်ပြောင်းလာတယ် short တွေကိုစိတ်ဝင်စားလာတယ်အတူလေးတွေမှကြိုက်လာတယ်။ဒါပေမဲ့ Honey ပြောချင်တာ bigger picture ဟိုဘယ်ဗီဒီယိုပဲဖြစ်ဖြစ် Honey ဒီအစအဆုံးရှင်းပြရတယ်ဗီဒီယိုကြည့်လိုက်တာနဲ့လူတွေကဒီအကြောင်းကိုသိချာနားလည်သွားမယ်။hints လေးတစ်ခုပဲပေးချင်တာမဟုတ်ဘူး။အရာအလုံးကိုချပြချင်တယ်ပေးချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်ဒီ ideas တွေကို translate လုပ်တဲ့အခါမှာအဲ့လိုအရင်ခက်ခဲလာတယ်နောက်ပိုင်းမှာပေါ့နော်ဘာလို့လဲဆိုတော့ trend ပြောင်းသွားတယ် internet က TikTok တွေဒါ Facebook ရဲ့ trend တွေက reels တွေကအရင်ပြောင်းသွားတဲ့အခါအဲ့တော့ဘယ်လိုလုပ်ရလဲဆိုတော့အခုချိန်မှာ idea တွေရှိလဲဆိုရင်အဲ့ idea တွေ segment တွေအသေးလေးတွေခွဲပစ်တယ်ဒါ trends ကိုလိုက်လာအောင်ကိုကတော့ဒါတွေစဉ်းစားတာ secret တွေရေးရဲဆိုတော့ trends လေးတွေကိုအဲ့လိုမျိုးအပိုင်းလေးတွေကိုပြန်ခွဲရတယ်နောက်တစ်ခုက idea စဉ်းစားလို့မရတော့တဲ့အခါမျိုးတွေပြီးတော့ idea တွေကခုနကပြောထပ်လာတယ်နော် repetitive ဖြစ်လာတဲ့အခါတွေမျိုးတွေမှာဆိုလို့ရှိရင်ဒါကတော့ကောင်းတယ်အခု internet trend အရာဆိုရင် repetitive ဖြစ်တဲ့ content တွေကိုထပ်ခါတခါတင်နေတဲ့ဟာတွေကလည်းဒီ algorithm အရာကောင်းတဲ့နေရာမှာရှိတယ်ဒါပေမဲ့ကိုကအသစ်ဆန်းလုပ်ချင်တဲ့အခါမှာဆိုလို့ရှိရင်တော့ဟနိအနေနဲ့ကidea တွေကိုအမြဲတမ်းချရေးထားတယ်ဒါက content creator ပဲဖြစ်ဖြစ် creative သမားတွေအနေနဲ့အကုန်လုံးကကိုယ့်ရဲ့စိတ်ကူးထဲမှာရှိတဲ့အရာတွေကိုချရေးလိုက်တာက is a therapy ပဲပေါ့နော်။ဟိုနေတော့ creative သမားတွေကလေတစ်ချိန်လုံးစဉ်းစားပြီးမျောနေတဲ့သူတွေငါဒီလိုလေးရိုက်လိုက်မယ်တဲ့မှာဘယ်သွားကွာနားနေတဲ့အချိန်ဆိုတာလည်းပြီးအိတ်နေတော့မှငါဒီ shot လေးလို့လှုပ်လာသွားမှာပဲပေါ့နော်။အဲ့လိုတွေ24နာရီ24/7စဉ်းစားတဲ့အခါမှာစဉ်းစားတာတွေကိုမလုပ်ဖြစ်ဘူးဆိုရင် idea တွေကစုပုံလာတယ်ခေါင်းတွေနောက်လာတယ်ပြီးကိုရိုက်ချင်တာကိုမရိုက်ဖြစ်ဘူးဒီလိုချမရေးထားအောင်ဆိုလို့ရှိရင်တကယ် idea တွေကိုလုပ်တဲ့အခါမှာအလုပ်တွေကပိုများလာအဲ့တော့ဟန်နီကnote တွေချရေးထားတယ်ကိုရိုက်ချင်တဲ့ဗီဒီယိုတွေကို idea ပေါ်လာတဲ့ချက်ချင်းချရေးတယ်ရေးတယ်အဲ့တော့တစ်ခါလေကြာရင်ကို idea တွေမရှိတော့ရင်ဆိုမှကို note ကိုသွားကြည့်လိုက်လို့ရှိရင်ကိုရဲ့ဒါ note ထဲမှာဒါ content idea တွေရှိနေပြီးသားကိုကဒါမမိတော့တာမမိဘူးလေအောင်းနောက်ကမကောင်းဟုတ်တယ်အများနဲ့မေ့တတ်တဲ့လူဆိုတော့လေအများနဲ့ဟာဒီ idea ရလာပြီဆိုတငယ်ချင်းနေနဲ့စကားပြောနေတဲ့ချက်ချင်း idea ပေါ်လာပြီဆိုရှင်ဖုန်းထဲမှာချရေးလာပါတော့ဆိုတော့ကိုယ့်ရဲ့ content system လေးတစ်ခုကလည်းဟန်နီရဲ့ notepad ပေါ့နော်အဲ့ထက်မှာအများမှတ်ထားဖြစ်တယ်ပြီးတော့နောက်တစ်ခုကတော့ဟန်နီက inspiration လိုက်ရှာတယ်ပေါ့ဒါကကိုယ်တိုင်က content creator ဖြစ်တယ်ဆိုတော့ inspiration နှစ်ခုရှာတယ်တစ်ခုကဟန်နီဒီ video content တွေအပုတ်2000လောက်ရိုက်ခဲ့ဆိုဟိုးလွန်ခဲ့တဲ့10နှစ်လောက်ကရိုက်ခဲ့တဲ့ video တွေလည်းပြန်ကြည့်ဒါလေးမစိုးဘူးပဲငါဒါလေးတွေကို pick up ပြန်လုပ်လို့ရတယ်အရင်တော့ပောက်ခဲ့တဲ့ video တွေပြန်ကြည့်ပြီးokay ဒီ video တွေကဘာလို့ပောက်ခဲ့တာလဲဒီလိုတွေစကားတွေပြောလို့ဒီလို short တွေသုံးလို့ပောက်ခဲ့တာဆိုတာ analysis ပြန်လို့ကို inspiration ရှာတဲ့အပိုင်းကြီးရှိတယ်နောက်ထပ်အပိုင်းကတော့ဒီတခြား creator တွေရဲ့ video တွေဘ
ယ်လိုမျိုး perspective နဲ့ပြောလဲဘယ်လို short တွေသုံးလဲအသစ်တွေကိုပြန်လေ့လာတယ်ပေါ့နော်အဲ့လိုလေ့လာပြီးတော့ inspire တွေယူတယ်ပြီးရင်နောက်တစ်ခုကဒီအောင်မြင်ပြီးသား YouTuber တွေအောင်မြင်တဲ့ content creator အောင်မြင်တဲ့ creative သမားတွေပေါ့နော်သူတို့စီကနေ technique တွေ learn လုပ်တယ် learn လုပ်တဲ့အခါမှာလေသင်တန်းတက်တာတခုနောက်တစ်ခုကကြတော့ဒီသူတို့တွေဘယ်လိုလုပ်လဲဆိုရယ် breakdown တွေရှိတယ် how I create this video ပေါ့နော်သူဒီ video ကိုဘယ်လိုမျိုး operation လုပ်ခဲ့လဲဘယ်လို create လုပ်ခဲ့လဲဆိုရယ် breakdown တွေကိုနေကအဲ့လိုလေ့လာတယ်အဲ့ဒီအချိန်မှာကိုကသင်တန်းသွားတက်တာနဲ့မတူတာသင်တန်းတွေမှာမရနိုင်တဲ့သူတို့ရဲ့ဒီ real life experience တွေကိုနေကအဲ့ရနေရတယ်နောက်တစ်ခုက podcast တွေနားထောင်တယ် podcast ထဲမှာဆိုရင်တကယ်ကို real insights ပြီးရင် unfilter ပေါ့နော်သူတို့အနေနဲ့ဒီအလုပ်ကိုဘယ်လိုလုပ်ရမလဲဒီ creative မှာ hard skill တွေ soft skill တွေဘယ်လိုလုပ်ရမှာတစ်ပိုင်းနောက်တစ်ပိုင်းကကျတော့သူတို့ရဲ့ personal ပေါ့နော်ဒီ personal အရာဘယ်လို struggle လုပ်ရလဲဆိုတာတွေဘာလို့လဲဆိုတော့ဟန်ဒီတို့အလုပ်လုပ်ပြီဆိုရင် personal struggle တွေကချန်ထားလို့မရဘူးဟိုအလုပ်ကအလုပ်တက်တက် personal က personal တက်တက်ဆိုပေမဲ့လေ anyways ဒီနှစ်ခုက balance မဖြစ်ဘူးဆိုလို့ရှိရင်ဒီကိုယ့်ရဲ့အလုပ်မှာဒီ influencer အလုပ်မှာ content creator အလုပ်မှာအများကြီး impact ဖြစ်တယ်အဲ့တော့တချို့ content creator တွေဆိုလို့ရှိရင်သူ့မှာဒီလိုယောဂတွေရှိတယ်ဒီလို personal story ရှိတယ်ဒါပေမဲ့အဲ့ဒါကိုသူဘယ်လိုမျိုး overcome လုပ်ခဲ့လဲဆိုတဲ့အကြောင်းအရာတွေကစာဟန်ဒီကအရှိမအောင်မြင်ပြီးသားလူတွေကိုအရှိမသွားခဲ့တဲ့လူတွေစီကနေဘယ်လိုနီးလန်းတွေလုပ်ခဲ့လဲဆိုတာလေ့လာတယ်ပေါ့ဆိုတော့အဲ့ပေါ်မှာမူတည်ပြီးတော့ဟန်ဒီရဲ့ ideas တွေကိုမရှိတော့ဘူး burn out ဖြစ်လာတယ်ဆိုလို့ရှိရင်ဒီရဲ့ resource လေးတွေကနေပြန်သွားရှာပြီးတော့ inspiration ယူရတယ်ပေါ့နော်အကိုအနေနဲ့ကြတော့ဗောနော်ဟိုဒီ idea နဲ့ပတ်သက်လို့က idea ဆိုတာဟိုအခုခေတ်ရည်စည်းကြောင်းလို့ပဲပေါ့ဟိုခေတ်ရည်စည်းကြောင်းဆိုတာအကိုတို့ငယ်ငယ်တုန်းကဆိုဒီအဝတ်အစား fashion ကအစဟိုဟန်နီတို့လည်းတတိထားမိလိမ့်မယ်အခုဟိုးရင်ကိုတို့ဟို1990အခုခေတ်ကတော့ခေါ်တာ90 quanti ပေါ့အဲ့ခေတ်ကဝတ်တဲ့အဝတ်အစားတွေနဲ့ဒီဘက်ခေတ်မှာပြန်ပြီးတော့တစ်ဖန်ပြန်ပြီးအဲ့ fashion လေးတွေကသူ့အနေနဲ့သူပြန်ခေတ်စားလာတယ်ခေတ်စားလာတယ်ဆိုတာဒါဟိုကိုတို့ဟိုတောက်လျှောက်ဟိုနေလာတဲ့ life မှာဒါထားပါတော့ဒီ fashion ကဟိုရင်တော့ဝတ်တာဒါကြီးကငါတို့ဒီချိန်ပြန်ဝတ်ရင်အကိုတို့ကြတော့တွေးတာဒါကြီးအဆင်မပြေတော့ဘူးဒါပေမဲ့ဒီဘက်ခေတ်လူငယ်တွေရဲ့အမြင်မှာကျတော့ fashion ကသွားပြီးတော့ဟိုသူတို့အတွက်ကိုပို့ပြီးတော့ဟိုဘောနော် comfortable ဖြစ်နေသူတို့ကိုသူတို့ confidence ရှိနေပြန်ဝတ်လို့ရတာရအကိုမြင်နေရတယ်နေနေရဆိုခုနဟန်နီပြောသားသလိုပဲလူတွေကဒါပြောမယ်ဆိုရင်တခုခုဟိုဘန်တော့ဖြစ်လာပြီဆိုရင်တော့ဒါအရင်ဆုံးတော့ပြန်ပြီးတော့စမ်းစစ်ရတာပေါ့နော် analyze လုပ်ရတယ်အဲ့ဒီအရာမှာဟိုကို repetitive ဖြစ်နေပြီလို့ထင်ရင်လေဒီဟာက repetitive ဖြစ်နေလို့ဘာအကျိုးအမြတ်ရှိလာလဲဆိုတော့စဉ်းစားရတယ်ပို့ပြီးကောင်းလာတာလားမကောင်းတော့ဘူးလားအမှ repetitive ဖြစ်နေပေမဲ့လေပိုကောင်းနေသေးတယ်ဆိုရင်တော့ဒီ way ကဒါအသုံးဝင်သေးတယ်လို့ပြောလို့ရတယ်အမှ okay ဘာတစ်ခုမှ improvement မရှိတော့ဘူးဆိုရင်တော့ဒီ way ကအဆင်မပြေတော့ဘူးငါတို့နောက်ထပ်အသစ်တစ်ခုစဉ်းစားရတော့မယ်ဆိုတဲ့ဟာမျိုးတွေရတယ်ပေါ့နော် idea အနေနဲ့ကတော့ဒါကတော့အကိုတို့ဒီဘက်ဟိုလုပ်ငန်းခွင်မှာအကိုအနေနဲ့ကြုံတွေ့ခဲ့ရတဲ့အရာတွေ